Hello， 大家好，我是一慧。今天晚上跟个人也都帮你个，你来家嘛皮的，今天当你个，第二路路也都来，路考来苏拉个，你来家没不喏？第二路，哎，你跟个人你阿龙个，第二路数字路考来，数字路考来不喏？OK， 好，啥子呀？第五一路考来不？第二路，第二路一路考来。နှစ်ကိုတရုတ်လိုအခေါ်တယ်ပေါ့နော်။သုံးကိုကျတော့စမ်းလေးကိုစငါးကိုဝူ၆ကိုလျုတ်ခွန်ကိုချီရှစ်ကိုကျတော့ပါကိုကိုဂျို10ကိုကျတော့ရှယ်လို့ထွက်တယ်ပေါ့နော်10ကိုကျတော့ရှယ်ထွက်တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့တော့1ကနေ10ထိကိုပြန်ဆိုကြည့်မယ်1ကနေ10ထိကိုပြန်အစအနေအဆုံးဆိုကြည့်မယ်ပေါ့နော်1ကိုရီ2ကိုအာ3ကိုစမ်း4ကိုစွ5ကိုဝူ6ကိုလျုတ်ခွန်ကိုချီ8ကိုပါကိုဂျို10ကိုရှယ်လို့ခေါ်တယ်ပေါ့နော်ရေးတွက်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့17ကိုကြတော့ဘယ်လိုရေးလဲဆိုတော့10ဟုတ်ပြီနော်17ဆိုတော့10ကရှယ်1ကရီရှယ်ရီလို့ရေးတွက်တယ်ပေါ့နော်12ကိုကြတော့လေအဲ့လိုပဲ10ကရှယ်2ကရှယ်ရေးတွက်တယ်ပေါ့နော်73ကိုလည်းအဲ့လိုပဲ10ကရှယ်3ကစမ်းရှယ်4လည်းတူတူပဲ5လည်းအဲ့လိုပဲပေါ့နော်4လည်း10 14 10ကရှယ်4ကရှယ်15ကိုရှယ်ဝူ16ကိုရှယ်လျုတ်19ကိုရှယ်ချီ18ကိုရှယ်ပါ19ကိုရှယ်ဂျိုလို့ရေးတွက်တယ်ပေါ့နော်19ပြီးတော့20ရောက်သွားမယ်20ကျတော့2 10ဆိုတဲ့အတွက်2က10ကရှယ်ဆိုပြီးတော့ရေးတွက်တယ်ပေါ့နော်20 30အကုန်လုံးအဲ့လိုပဲရေးတွက်မယ်ပေါ့နော်30ဆိုရင်3ကစမ်းရှယ်က10စမ်းရှယ်40ဆိုရင်4ကရှယ်ကရှယ်10ကရှယ်ရှယ်ဆို40ပေါ့နော်ပြီး50ကိုဆိုရင်ဦးရှယ်60ကိုလျုတ်ရှယ်80ကိုချီရှယ်80ကိုပါရှယ်90ကိုဂျိုရှယ်ပေါ့နော်90လို့ရေးတယ်မဟုတ်ပြီအဲ့တော့21တို့31တို့41တို့ပေါ့နော်အဲ့ဒါတွေကိုကျတော့ဘယ်လိုရေးတွက်လဲဆိုတော့သူက20ဆိုပါဆို21ဆိုပါ20ဆိုတော့ရှယ်ဟုတ်တယ်နော်20ကရှယ်21ဆိုတဲ့အတွက်1ကရီရှယ်အဲ့လိုပဲ31ဆိုရင်လည်းအဲ့လိုပဲပေါ့နော်30ကစမ်းရှယ်ဟုတ်တော့30ကစမ်းရှယ်လို့လာမယ်30
30ကစမ်းရှယ်နောက်ကတစ်ကရီ31ဆိုတော့စမ်းရှယ်ရီဆိုလာ41လည်းအဲ့လိုပဲ40ကစောရှယ်တင်နေဆိုတော့စောရှယ်အဲ့လိုလာမယ်နော်ဟုတ်ပြီဆိုတော့ပြန်ရေးကြည့်အောင်20ကနေစရေးကြမယ်ပြန်ရေးကြမယ်20ကအရှယ်ရီကတစ်အရှယ်ရီဆိုတော့20နဲ့ဆိုရင်20ကအရှယ်2ကအရှယ်23ဆိုရင်20ကအရှယ်3ကစမ်းအရှယ်စမ်း24ဆိုရင်အရှယ်စွ25ဆိုအရှယ်ဝ26ဆိုရင်အရှယ်လျော့29ဆိုအရှယ်ချီ28ကိုအရှယ်ပါ29ကိုအရှယ်ကျိုရမယ်နော်29 30ဆိုရင်စမ်းရှယ်30ကစမ်းရှယ်3ကစမ်း10ကရှယ်စမ်းရှယ်30ကစမ်းရှယ်1ကဤစမ်းရှယ်ဤ32စမ်းရှယ်33စမ်းရှယ်စမ်း34စမ်းရှယ်စွ35စမ်းရှယ်ဝစမ်းရှယ်လျော့စမ်းရှယ်ချီစမ်းရှယ်ပါစမ်းရှယ်ကျို40ဆိုရှယ်ရမယ်နော်အဲ့လိုပဲရေးထုတ်သွားမှာဖြစ်တယ်ဆိုတော့အဲ့လိုပဲထောက်ချက်ရေးထုတ်သွားမှာပေါ့21 31ဆိုရင်အရှယ်ကြီးစမ်းရှယ်ကြီးရမယ်နော်ဟုတ်ပြီဆိုတော့ရာကနန်းစနာဆိုလိုက်တဲ့နေရာမှာကျိုးရှယ်90ဆိုရင်ကျိုးရှယ်99ဆိုရင်ကျိုးရှယ်ကျိုး99ဆိုကျိုးရှယ်ကျိုးရမယ်နော်99ပြီးတော့100ရာကနန်းကိုဘယ်လိုခေါ်လဲဆိုတော့ပိုင်လို့ရေးထွက်တယ်ပေါ့ပိုင်100ဆိုရီပိုင်အပိုင်စံပိုင်စသဖြင့်ရာကနန်းဆိုရင်ပိုင်ချမ်းထောင်ကနန်းကိုချမ်းလို့ခေါ်တယ်ပေါ့နော်ချမ်းလို့ခေါ်တယ်ပေါ့နော်ထောင်ကနန်းကိုဤချမ်းဆိုတထောင်ပေါ့ဤချမ်းဆိုတထောင်ချမ်းဆို2000စသဖြင့်ဤချမ်းတထောင်စမ်းချမ်း3000စောချမ်းဆို4000ပေါ့နော်အဲ့လိုခေါ်မှာပေါ့ဆိုတော့ဝမ်းကကျတော့သူကတောင်းကနန်းကိုပြောတာပေါ့နော်ဝမ်းကကျတော့တောင်းအမြင့်ဆုံးပဲသူတို့စီမှာရေးတွက်ထားအမြင့်ဆုံးကတောင်းပေါ့နော်ဝမ်းကကျတော့တောင်းကိုခေါ်တာဖြစ်တယ်ဤဝမ်းဆိုရင်1000ရှယ်ဝမ်းဆိုတော့10,000စသဖြင့်တောင်းကနန်းကသူတို့စီမှာအမြင့်ဆုံးဖြစ်တယ်ပေါ့နော်ဝမ်းကအမြင့်ဆုံးဖြစ်တယ်ရေးတွက်ထားဟုတ်ပြီဆိုတော့ကြည့်အောင်တစ်ကို2မျိုးသုံးတယ်ပေါ့နော်တစ်ကိုအသုံးအနှုန်းက2မျိုးရှိတယ်ပေါ့နော်ရီးနဲ့ရောင်ဆိုပြီးတော့2မျိုးရှိတယ်အဲ့တော့ရီးကိုဘယ်နေရာမှာသုံးပြီးတော့ရောင်ကိုဘယ်နေရာမှာသုံးလဲဆိုတာကိုလေ့လာကြည့်အောင်ဆိုတော့ရီးတစ်ကိုပဲခေါ်တာနော်တစ်ကိုပဲရီးလို့လည်းသုံးတယ်ရောင်လို့လည်းသုံးတယ်တချို့နေရာတွေမှာရီးလို့သုံးပြီးတချို့နေရာတွေမှာရောင်လို့သုံးတယ်ပေါ့ဘယ်နေရာတွေမှာရီးကိုသုံးတယ်ဘယ်နေရာမှာရောင်ကိုသုံးတယ်ဆိုတာကိုလေ့လာကြည့်အောင်ရီးကိုကြတော့ဘယ်နေရာမှာသုံးလဲဆိုတော့တစ်ခါလောက်ပြောပါအောင်လို့တစ်ချက်လောက်စောင်းပါအောင်လို့ဆိုတဲ့နေရာတွေမှာသုံးတယ်ပေါ့ကြည့်ပါခိုင်းရှာတစ်ချက်လောက်ကြည့်ပါအောင်ပေါ့ဤရှာတစ်ချက်လောက်ဆိုတဲ့နေရာမျိုးဤကရန်ဆိုတာတယောက်လူတယောက်ဆိုတာမျိုးအဲ့ဒီနေရာတွေမှာကြတော့ဤတစ်ကိုဤလို့သုံးတယ်ပေါ့နော်ရောင်တစ်ကိုရောင်လို့ဘယ်နေရာမှာသုံးလဲဆိုတော့
တလုံးကြီးအတန်ထွက်ပြီးဖတ်ရနေတာဥပမာဖုန်းနံပါတ်တွေပြောတဲ့အခါမှာပေါ့အလင်းရီရီခြံမဲခုနှစ်တွေပြောတဲ့အခါမှာအိမ်နံပါတ်တွေအခန်းနံပါတ်တွေဖုန်းနံပါတ်တွေပြောတဲ့အခါမှာရောင်းလို့အတန်ထွက်တဲ့တစ်ကိုရောင်းလို့အတန်ထွက်တယ်ဟုတ်ပြီနော်အဲ့တော့ဥပမာအနေနဲ့ပြောရရင်318ခေါ်မှာဆိုရင်တစ်ကိုရောင်းလို့ပဲအတန်ထွက်မယ်သူကခဏလိုက်ဆိုမှ318ခေါ်ဆိုပြီး3ကိုစမ်းတစ်ကိုရောင်းစမ်းရောင်းရှိကိုကြတော့ပါစမ်းရောင်းပါခွန်ကချီစမ်းရောင်းပါချီပေါ့အဲ့လိုထွက်မယ်အဲ့လိုကိန်းဂဏန်းတွေရေးတွက်တဲ့နေရာမှာဆိုရင်တစ်ကိုရောင်းလို့အတန်ထွက်မယ်ရောင်းလို့အတန်ရေးတွက်မယ်ပေါ့နော်ရီးလို့ဘယ်နေရာမှာအတန်ထွက်မလဲဆိုတော့ပြောမလဲဆိုတော့တစ်ချက်လောက်ဤရှာခန်းရှာတစ်ချက်လောက်ကြည့်ပါဦးသူရီရှာတစ်ချက်လောက်ဖတ်ပါအောင်ဆိုလိုမျိုးအဲ့ဒီနေရာမှာအဲ့လိုမျိုးရီရှာခဏလောက်ဒါမှမဟုတ်ရီကဲရန်ပေါ့လူတယောက်စသဖြင့်အဲ့လိုပြောတဲ့နေရာမှာရီတစ်ကိုရီလို့အတန်ထွက်မယ်ရီလို့သုံးလို့မယ်ပေါ့နော်ရီလို့ရေးတွက်မယ်ကိန်းဂဏန်းတွေဖုန်းနံပါတ်တွေပြောတဲ့နေရာမှာကျတော့ရောင်းတစ်ကိုရောင်းလို့ပဲအတန်ထွက်မယ်သုံးလို့ပဲဟုတ်ပြီနော်ရမယ်နော်โอเคနှစ်ကိုလည်းပဲတဲ့ခေါ်တဲ့ဟာ2မျိုးရှိတယ်ပေါ့ခေါ်တဲ့ပုံစံ2မျိုးရှိတယ်နှစ်ကိုလို့လည်းခေါ်တယ်လို့လီယံလို့လည်းခေါ်တယ်ပေါ့နော်ဒါပေမဲ့သူတို့အသုံးအနှုန်းကသုံးတဲ့နေရာတွေကမတူဘူးပေါ့နော်ကိုဘယ်နေရာမှာသုံးလဲလီယံကိုဘယ်နေရာမှာသုံးလဲဆိုတာတစ်ချက်ကြည့်အောင်နှစ်ကိုပဲနော်နှစ်ကိုပဲလီယံဆိုပြီး2မျိုးခေါ်တာဟုတ်ပြီနှစ်ကိုလို့ဘယ်နေရာမှာသုံးလဲဆိုတော့တလုံးချင်းဖတ်ရတဲ့နေရာပေါ်ကရေးနဲ့တစ်နဲ့ပြောင်းပြန်ပေါ့နော်အခန်းဒီဖုန်းနံပါတ်ဒီကိန်းဂဏန်းတွေရေးတွေ့တဲ့အခါမှာနှစ်ကိုလို့သုံးမယ်နှစ်ကိုလို့သုံးတယ်ပေါ့နော်အိမ်နံပါတ်ဒီအခန်းနံပါတ်ဒီဖုန်းနံပါတ်ဒီပြောတဲ့အခါမှာရေးတွေ့တဲ့အခါမှာနှစ်ကိုလို့သုံးတယ်ဟုတ်ပြီလီယံနှစ်ကိုလီယံလို့ဘယ်နေရာမှာသုံးလဲဆိုတော့ဥပမာလူ2ယောက်လီယံကရံခုနကဆိုလီယံကပိတ်စလီယံကပိတ်စใช่ไหมစသဖြင့်လီယံဆိုတာကအဲ့လို2ယောက်လို့2ခုလို့စသဖြင့်အဲ့လိုရေးတွေ့တဲ့နေရာတွေမှာလီယံလို့သုံးတယ်နှစ်ကိုအဲ့ဒီနေရာတွေမှာလီယံလို့သုံးတယ်ပေါ့နော်လို့ကြတော့ဖုန်းနံပါတ်ဒီကိန်းဂဏန်းတွေဒီတိုင်းတစ်ခုချင်းရေးကိန်းဂဏန်းတွေဖုန်းနံပါတ်တွေအိမ်နံပါတ်တွေပြောတဲ့အခါမှာနှစ်ကိုလို့ရေးတွေ့ပြီးတော့လူ2ယောက်တို့9ခွက်တို့က20တို့စသဖြင့်ရေးတွေ့တဲ့အချိန်မှာတော့လီယံလို့သုံးတယ်နှစ်ကိုလီယံလို့သုံးတယ်ပေါ့နော်ဟုတ်ပြီရမယ်နော်အဲ့ဆိုဒီနေ့တော့ဒီလောက်ပါပဲ bye bye